တင်းလက်ထဲမှာဖုံးတော်ရှိနေပေမဲ့ပုံရဲလိုက်တဲ့အခါတိုင်းဘာကြောင့်သူများတွေလိုပုံကောင်းခတ်ဘူးဆိုတာတင်သိပါလားတကယ်တမ်းကအမှားကဖုံးမှာဖြစ်နေတာမဟုတ်ပါဘူးခင်ဗျားတို့ကျွန်တော်တို့ရဲ့ Friday နဲ့ post မှာပဲရှိနေတာပါဒီနေ့ဗီဒီယိုမှာဆိုရင်ပြင်မတရဲ့အနေထားနဲ့ one fashion one post ကို free angle အနေထားနဲ့ဘလို့ရမလဲဆိုတာတွေကိုအစာဆုံးတင်ပြသွားမှာဖြစ်ပါတယ်ကဲကျွန်တော်တို့ model ကိုကြည့်လိုက်ပါဦးသူဝတ်ဆင်ထားတဲ့ outfit က all black outfit ဖြစ်ပါတယ်ဒါက Imran ရိုးရှင်းတဲ့ဝတ်စုံတစ်ခုဖြစ်ပါတယ်ဆိုကြိုးကိုပြင်မာထုတ်ထားမယ်ဒါမှမင်းပို့ပြီးတော့ fashion ကြမယ်အင်ကြီးလက်ချထားရင်ကြည့်မကောင်းဘူးအဲ့တော့အင်ကြီးကိုဖော့တင်လိုက်မယ်အင်ကြီးခါပါရှင်းနေတယ်အဲ့ဒါကမလာဘူးအဲ့တော့မပြင်လိုက်ပါညဖန်လေးတက်လိုက်ဒါဆိုရင်မပို့ပြီးတော့ခံရပါလေပို့ပြီးတော့ stand ကြပါလေကဲကျွန်တော်တို့ fashion ဘိုင်းကိုစိတ်တိုင်းကျသွားပြီဖြစ်တဲ့အတွက် wolf ပေးတဲ့အပိုင်းကိုတော့လာဖြစ်ပါတယ်မော်ဒယ်ခြေထောက်ကိုပကုံးကျင်တဲ့ညီအောင်ကားလိုက်ပါမင်းလက်နှစ်ဖက်ကိုဝါမီကတဲ့ထဲလိုက်လက်ချောင်းတွေကိုမထဲနဲ့လက်မလေးတင်ပြထုတ်ထားပြီးရင်မင်းကောင်းကိုဘယ်ဘက်ကို45ဒီဂရီဆောင်းလိုက်ဒီဟုတ်တယ်ဒီလိုပုံစံဟုတ်ဟာကင်မရာမန်ရှိတဲ့ရနေပြီးတော့ low level အနေထားနဲ့ရိုက်မယ်ကတိ line နဲ့ဖွင့်ထားကင်မရာမန် low level နဲ့ရိုက်မှာဖြစ်တဲ့အတွက်ဖုန်းကိုအောက်ကိုနည်းနည်းနှိပ်ချလိုက်ပါအောက်ကိုနှိပ်ထားနှိပ်ပြီးလို့ရှိရင်အောက်ကနေအပေါ်ကိုပင်းရိုက်မယ်ဖုန်းကိုနောက်ပုံ5ဒီဂရီလောက်ဆောင်းလိုက်ဒီပုံကတော့ရှိတဲ့ကနေပြီးတော့ low level အနေထားကနေရိုက်တာဖြစ်တယ်ဒီလိုမတည့်ရဲ့အနေထားတွေမှာဆိုရင်ဒီလို low level ကနေရိုက်တာကအကောင်းဆုံးဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ model ကိုပင်တဲ့နဲ့ရက်စီတဲ့ဟိုမန်တရန်ကိုထွက်စေတယ်။မဟုတ်ကြည့်လိုက်တာနဲ့ model ကပါဝါပြေးဝနေတယ်လို့ fashion ချနေတယ်လို့ hero fight တွေကိုခံစားရမှာဖြစ်ပါတယ်။ကင်မရာမန် model ရဲ့ဘယ်ဘက်45ဒီဂရီကနေပြီးတော့ low angle နဲ့ပဲရိုက်မယ်45ဒီဂရီအနေထားကိုကင်မရာ low level နဲ့ရိုက်တဲ့အခါမှာ fashion pose မှာမိုက်ဆုံးပဲ model ရဲ့ခန္ဓာကိုယ်ချိုးစားတွေကိုပို့ပြီးတော့ပေါ်လွင်စေသလိုဝတ်စုံနဲ့နောက်ခံ background တွေကိုရုပ်ရှင်ဆန်ဆန်ဖိုင်းပေးနိုင်တဲ့ရှုထောင့်တစ်ခုဖြစ်တယ်ကင်မရာမန်45ဒီဂရီအနေထားနေပြီးတော့ eye level နဲ့ရိုက်ကြည့်အောင်ကင်မရာကို model ရဲ့မျက်လုံးနဲ့အညီမှာ drum နဲ့ထားပြီးတော့ရိုက်မယ်model ကိုအဲ့ level အနေထားနဲ့ရိုက်တဲ့အခါမှာဘယ်လိုမြင်ရလဲဆိုရင်လူနှစ်ယောက်မျက်နှာချင်းဆိုင်တင်းနေတယ်လို့ခံစားရတယ်။ T-shirt ရဲလူနဲ့ model ရဲ့ပုံနဲ့ဘယ်လိုရဲ့ဆိုင်တင်းနေဆိုတဲ့ခံစားမှုမျိုးကိုရစေတယ်။